မင်္ဂလာပါခင်ဗျာဒီနေ့ view မှာတော့ကိုယ့်ရဲ့မျက်နှာနဲ့ကလေးတစ်ယောက်အဖြစ်ဘယ်လိုမျိုးပုံတူထုတ်ရမယ်ဆိုတော့ကျွန်တော်ဒီနေ့ view မှာပြန်လည်မျှဝေပါမယ်ကိုယ့်ရဲ့မျက်နှာနဲ့ကလေးတစ်ယောက်ကိုပုံတူထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့မှာ ChatGPT software ကရှိဖို့လိုအပ်ပါတယ် ChatGPT software ကိုအကောင့်ဖွင့်ပြရနဲ့ ChatGPT ကိုအသုံးပြုလို့ရပါတယ်တကယ်လို့ ChatGPT software ကိုမရှိသေးဘူးအကောင့်မဖွင့်ရသေးဘူးဆိုရင်တော့ကျွန်တော်ဒီ channel ကိုဝင်ပြီးတော့ ChatGPT အကောင့်ဖွင့်ပြီးအသုံးပြုနေကိုဝင်ရောက်လေ့လာပြီးတော့အရင်ဆုံးကြည့်လို့ရပါတယ်โอเคဒါဆိုရင် ChatGPT ကိုမှရှိနေတယ်ဆိုရင်တော့ကိုယ့်ရဲ့မျက်နှာနဲ့ကလေးတစ်ယောက်ပုံတူဘယ်လိုမျိုးပွားမယ်ဆိုတော့ကျွန်တော်တို့ လိုက်လုပ်ကြအောင်ပထမဆုံးအနေနဲ့ ChatGPT ကိုတစ်ချက်ဝင်လိုက်ပါမယ် ChatGPT ရောက်ပြီဆိုရင်တော့ပထမဆုံးအနေနဲ့ကိုလှုပ်ချင်တဲ့တပ်ပုံကိုအရင်ဆုံးကိုယ့်ရဲ့ file ထဲကနေပြီးတော့အရင်ဆုံးယူပြရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ file ထဲကတပ်ပုံယူဖို့အတွက်ဘယ်ဘက်မှာရှိတဲ့တပ်ပုံ logo လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပြီးရနဲ့အပေါ်မှာရှိတဲ့ပေါ်တူကိုထပ်နှိပ်ပေးမယ်တပ်ပုံဖိုင်တွေကိုရောက်ပြီဆိုရင်တော့ကိုအသုံးပြုခြင်းတဲ့တပ်ပုံလေးကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီပုံလေးရွေးပေးမယ်ပြီးရနဲ့အတည်ပြုဖို့အတွက်ထမ်းကိုနှိပ်ပေးလိုက်မယ်ဒါဆိုရင်တပ်ပုံကအလော့တင်ပြီဖြစ်ပါတယ်တပ်ပုံကိုဒီနေရာလေးမှာတပ်ပုံရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကစာရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရေးပေးရမယ့်စာကတော့ဒီစာဖြစ်ပါတယ်ဒီစာကိုရေးပြီးရတဲ့ကျွန်တော်တို့လှုပ်ရှင်တဲ့တပ်ပုံလေးနဲ့စာနဲ့အတူဒီလောက်ခိုင်းမှုအတွက် ChatGPT ကိုပို့ပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တပ်ပုံကိုဖန်တီးနေပြီဖြစ်ပါတယ်အချိန်ခဏလေးစောင့်ပြီးဖို့လိုအပ်ပါတယ်ဒီတပ်ပုံလေးကမျက်နှာနဲ့ကျွန်တော်တို့ကကလေးတစ်ယောက်ပုံတူထုတ်မှဖြစ်ပါတယ်โอเคဒါဆိုရင်တော့တပ်ပုံလေးကိုရတော့ပါပြီဒီတပ်ပုံလေးကိုလိုချင်မှာကတစ်ချက်နှိပ်လိုက်မယ်တပ်ပုံကိုဒေါင်းလုဒ်ချင်မှာကအောက်မှာရှိတဲ့စေကိုနှိပ်လိုက်တာနဲ့ဒီတပ်ပုံလေးကကျွန်တော်တို့ရဲ့ gallery file ကိုရောက်ရှိတော့မှာဖြစ်ပါတယ်ဒါဆိုရင် line ပေါ်မှာတင်လို့ရပါပြီဒါကကျွန်တော်တို့အခုလက်ရှိပုံပေါ်ဒါကကျွန်တော်တို့ငငယ်ကအပုံလေးဆိုပြီးတော့ကြွားလို့ရပါပြီအားလုံးအဆင်ပြေကြပါစေ